breakfast တွေလာစားရင်လေလို့ဟိုဒီ Euro Channel တော့ကန်ရတာလားချုပ်ဝဲပဲနော်ကျော်ကြီးချစ်တဲ့လူတွေအားလုံးမင်္ဂလာပါမေဆိုင်လေးကမလှဘူးလားပြောချစ်စရာဒီနေ့ဘဲကိုခေါ်လာလဲဆိုတော့ချစ်မေနဲ့အတူတူ wireless garden ကိုခေါ်လာတာဟိုမှာလင်းကချစ်ရတဲ့ညီမလေးနှစ်ယောက်ကိုအလှပြင်ပေးထားတယ်ဒီမှာ photo shoot လေးလည်းရှိတယ်ပြီးရင်ဒီနားမှာလေရှမ်းခောက်ဆွဲတွေဒီရှမ်းစားစားတွေအရန်ကောင်းနေဆိုတော့ကဲစားကြမယ်လေစားကြနော်လိုက်ခဲ့ကြပါနေရာလေးကလေချစ်စရာလေးနော်ဒီပါလေမမအကုန်ရှိဖားချိုင်မမရောလင်းလေးကသမီးနှစ်ယောက်ကိုလိမ့်ပေးထားလှပြောလှနေတယ်မမကြိုက်လားကြိုက်တယ် sister ရောကြိုက်တယ် sister လေးရောကဲဒီနေ့ကျော်ကြီးပါတိတ်ရဲ့ new collection summer collection အနေနဲ့အတစ်ထွက်တဲ့ဈေးမယ်တွေပါတိတ်တွေကို photo shoot လုပ်ပါ photo shoot လုပ်ခင်ဒီ violet garden ကလေရှမ်းခောက်ဆွဲတွေကောင်းတယ်အရင် live ဖြည့်လိုက်အောင်ရှမ်းတောက်အောင်မြောင်စားကြတာပေါ့ကဲလားကဲစားကြဒီမှာတုပ်ပူးနွေးလေးတုပ်ပူးနွေးနဲ့အင်ချာပွေလေးနဲ့တော့ဟုတ်တယ်ဒီမှာမမကပါလေမီးရှည်မီးရှည်ကောင်းလိုက်တာမမရဲ့ကောင်းလိုက်တာအဲ့ဒါလေးကပါလေစီချက်ကောင်းလိုက်တာရောစားကြည့်စားမယ်နော်ပေါရောက်ပြအောင်စားမမဒါကျွန်တော်ရတော့ကျွန်တော်ရကတော့နမိတ်မဖတ်တတ်ဘူးလည်းကိုကောင်းရဲ့အဲ့လိုလေဒီလိုပေါ့နော်ဒီလို breakfast တွေလာစားရင်လေလို့ဟိုဒီ Euro Channel တော့ကန်ရတာလားမဟုတ်ပါဘူးနှစ်ကူးကတော့ငွေတွေဝေါကနေငွေအောင်ပါနော်စားမျိုးနှစ်ကူးရကြီးနော်ဟုတ်တယ်နော်မလေးကောင်းရှိဖားချိုင်ကဲဘူးတော့ကလေးကောင်းမဲ့ပုံပဲနော်တိုးပြီးတော့ဝင်ရငွေတွေတိုးဝင်အောင်တိုးဘူးတော့မေမြစ်ကြည့်မမ first ပဲနော်မမ first ပဲမမ point နော်ဒီလိုမျိုးသမီးတွေကမမ point ကိုယူလို့မရပါဘူးဘာဖြစ်လို့လဲမမ point ကိုယူရင်မမစကားအတီပဲလေဩနောက်တစ်ခုကလေဒီမှာလေထူးခြားတာလင်းကလေးဒီမှာကိုပြမယ်ပြောင်းမှုခေါ်ပုတ်တယ်ပြောင်းမှုလေးကိုဒီလိုလေးစစ်စစ်လေးထောင်းထားပြီးတော့ခေါ်ပုတ်ကလေးလေးကိုလုပ်ထားလင်းကလေးမြည်ကြည့်မြည်ကြည့်မယ်နော်အမလီပူလိုက်တာရှင်အမလီပူလိုက်တာပြောင်းမှုခေါ်ပုတ်တယ်ပူလို့လေရမ်းပူတာပဲရှမ်းပူရဲလာလေးစားရဲ့let's go ဟဲ့လင်းကလေးပြောတယ်လို့လေအပြည့်စားရတယ်အပြည့်နော်တုပ်ပူးနွေးစားရင်တော့အပြည့်စားရတယ်နောက်ဆုံးတော့ကျမခေါင်းစဉ်တက်ခံလာsister ဇင်းမဲ့လေးဝတ်တာအဆင်ပြေရဲ့လားကြည်တယ်သူအေးတယ်နော်အေးတယ်ဟုတ်တယ်အခုတစ်ခေါက်မှာအတေးရောက်တယ်ကြော်ကြီးရဲ့ဇင်းမဲ့ collection လေးပါဒါလေးကကျွန်တော်က collar လေးကိုတစ်ဆက်သေးယူထားပေးတယ်ဘီနာဒီနာလက်ကိုလည်းအဆွေလေးယူထားပေးရပေါ့နော်လေ premium ဇင်းမဲ့လေးလို့ခေါ်တယ်ဟုတ်တယ်ဝေးရတာဘယ်လိုနေလဲအရင်ကောင်းအစင်လက်ဆန်းဆန်းလေးပေါ့နော်ဟုတ်တယ် तू ကနှစ်ခိုက်ခွဲနဲ့တစ်ထွာလောက်ပါတယ်ဒါဆိုရင်1 set ရတယ်နော်1 set ကိုဒီမှာကြည့်ပါဦးညီမလေးကတဲ့ ground လေးနဲ့လိုချင်တယ်ဆိုတော့ground လေးနဲ့စီစဉ်ပေးထားတယ်ဒီနားမှာ crystal လေးနဲ့နည်းနည်းကြွလေးစီစဉ်ပေးထားပါတယ်ဒီနေ့ကျွန်တော်ရဲ့ summer collection ကျော်ကြီးရဲ့zimmet collection အသစ်ကလေးတွေပါဝတ်စုံလေးနဲ့ထပ်မိတ်ဆက်ပေးပါဦးမယ်ဒီနေ့သားမိတွေသမီးတွေနဲ့အတူတူ photo shoot လေးလုပ်ရတာဘယ်လိုခံစားရလဲပြောပါအောင်စိတ်ပျော်တာဟုတ်တကယ်တော်ချန်နေချစ်တော်တွေကလေညီမ3ယောက်ဆိုပြီးပြောနေဦးမယ်နော်ကဲမေဝတ်ထားတာကဒါလေးအစ်စ်ကလေးလေးအစ်စ်အဲ့ကြောင့်ဝတ်လို့ကောင်းတယ်လုံးဝ तू ကတစ်နှစ်မှာနှစ်ခေါက်ပဲထွက်တယ်လို့ပြောတယ်အသားလေးကဘလို့ထူတယ်နော်ချီတာအစ်စ်ချီအစ်စ်ချီအစ်စ်ကလေးထူလေးနဲ့ထူကလေးနော်မှာကြည့်ပါဦးမေအရန်လှနေတယ်နင်းကလည်းအလှဆုံးလိမ့်ပေးထားရယ်ဆိုတော့ကဲနော်ရိုက်လိုက်ပါဦးမယ်